လူတယောက်ကိုအမှန်တရားပြောခိုင်းတာပါဆိုပြီးနာကျင်အောင်လုပ်လို့ရပါသလားဒါမှမဟုတ်ကြောက်အောင်လုပ်ပြီးတော့ဝန်ခံခိုင်းလို့ရပါသလားဒါမှမဟုတ်အပြစ်ပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့လူတယောက်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုနာကျင်အောင်ဖျက်ဆီးပြစ်လို့ရပါသလားလူခွေယူဆသဘောတရားတွေရပြောရမယ်ဆိုရင်အဖြေကတော့လုံးဝမရပါဘူးဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာကတော့နှိပ်စက်ညှဉ်းပန်းမှုမှကင်းလွတ်ခွင့် freedom from torture ပဲဖြစ်ပါတယ်အဲ့ဒီတော့နှိပ်စက်ညှဉ်းပန်းမှု torture ဆိုတာဘာလဲနှိပ်စက်ညှဉ်းပန်းခြင်း torture ဆိုတာရိုက်နှက်မှမဟုတ်ပါဘူးဆိုရအရာရှိဒါမှမဟုတ်အာဏာပိုင်တဦးဦးကဓာတ်ရိုက်ဖြစ်စေသူတို့ရဲ့ခွင့်ပြုချက်နဲ့ဖြစ်စေရည်ရွယ်ချက်ရှိနဲ့ကျူးလွန်တဲ့လုပ်ရက်တွေကိုနှိပ်စက်ညှဉ်းပန်းခြင်း torture လို့ခေါ်ပါတယ်အသေးစိတ်ရှင်းပြရမယ်ဆိုရင်တာဝန်ရှိသူတွေကကျူးလွန်တယ်ဆိုတာကတော့အစိုးရတာဝန်ရှိသူတဦးကဓာတ်ရိုက်ပဲဖြစ်ဖြစ်သူတို့ရဲ့လှုံ့ဆော်မှုကြောင့်ပဲဖြစ်ဖြစ်သူတို့ရဲ့သဘောတူညီမှုဒါမှမဟုတ်တိလျက်နဲ့ဖြစ်စေလက်ခံခွင့်ပြုထားတာမျိုးကိုလှုပ်ဆောင်တာဖြစ်ပါတယ်အဲဒီလိုလုပ်တဲ့အခါမှာရည်ရွယ်ချက်ရှိတယ်ဘလို့ရည်ရွယ်ချက်လဲဆိုရင်အချက်လက်တွေရယူဖို့ဝန်ခံခိုင်းဖို့အပြစ်ပေးဖို့ချိန်ချောက်ဖို့ဒါမှမဟုတ်ခွဲခြားဆက်ဆံမှုအတွက်တမင်တကာပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာသို့မဟုတ်စိတ်ပိုင်းဆိုင်ရာနာကျင်မှုကိုပေးခြင်းဖြစ်ပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ရိုက်နှက်တာတွေလျှက်စစ်လျှော့ပေးတာတွေအိတ်ခွင့်မပေးတာတွေအစားအစာမပေးတာတွေနဲ့မိသားစုကိုချင်းချောက်ခြင်းအဆက်ခွဲခြင်းလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကြောက်ရွံ့အောင်စိတ်ပိုင်းဆိုင်ရာဖိအားပေးခြင်းတို့ပါဝင်ပါတယ်ရေးကြီးတာကတော်ချားလို့ပြောလိုက်ရင်ခန္ဓာကိုယ်ကိုပဲနာကျင်စေတာမဟုတ်ပဲလူတစ်ယောက်ရဲ့လူသားဂုဏ်သိက္ခာစိတ်ကြမ်းမာရေးဘဝတစ်ခုလုံးကိုထိခိုက်ပျက်စီးစေတတ်ပါတယ်နှိပ်စက်ညှဉ်းပန်းမှုတော်ချာမမြောက်စေတဲ့အရာတွေကဘာတွေလဲဥပဒေနဲ့အညီချမှတ်ထားတဲ့ပြစ်ဒဏ်တွေမှဖြစ်ပေါ်လာတာဒါမှမဟုတ်ဒီပြစ်ဒဏ်တွေရဲ့သဘောတဘာဝအရာမလွဲမသွေပါဝင်နေတာဒါမှမဟုတ်ဒီပြစ်ဒဏ်များနဲ့ဆက်ဆက်ပြီးတော့မှမတော်တဆဖြစ်ပေါ်လာတဲ့နာကျင်မှုသို့မဟုတ်ဝေဒနာတွေကိုတော့နှိပ်စက်ညှဉ်းပန်းမှုလို့မသတ်မှတ်ပါဘူးနိုင်ငံတကာဥပဒေမှာဘယ်လိုပြောထားလဲနိုင်ငံတကာလူ့ခွင့်ရေးဥပဒေတွေမှာနှိပ်စက်ညှဉ်းပန်းမှုတော်ချာကိုတားမြစ်ထားပါတယ်ပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးကြေညာစာတမ်း UNHCR ရဲ့အပိုက်9မှာဘယ်သူမှနှိပ်စက်ညှဉ်းပန်းခြင်းရက်စက်သောလူမဆန်သောသို့မဟုတ်ဂုဏ်သိက္ခာချိုးဖောက်သောဆက်ဆံမှုသို့မဟုတ်အပြစ်ပေးမှုမခံရစေရလို့ဖော်ပြထားပါတယ်နောက်ထပ်နိုင်ငံတကာပြည်သူနှင့်နိုင်ငံရေးခွင့်ရေးဆိုင်ရာသဘောတူစာချုပ် ICCPR ရဲ့အပိုက်9မှာလည်းအလားတူတားမြစ်ထားပါတယ်ပြီးတော့ညှဉ်းပန်းနှိပ်စက်မှုကိုကာကွယ်ပေးဖို့အတွက် Convention Against Torture လို့ခေါ်တဲ့ CAT ဆိုတဲ့တီးသန့်စာချုပ်တောင်ရှိပါတယ်ဒီစာချုပ်မှာဆိုရင်နိုင်ငံတွေဟာညှဉ်းပန်းနှိပ်စက်မှုတော်ချာကိုတားဆီးရမယ်စုံစမ်းစစ်ဆေးရမယ်ကျူးလွန်မှုနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့သူတွေကိုအရေးယူရမယ် Survivor တွေကိုကာကွယ်ထောက်ပံ့ရမယ်လို့တာဝန်သတ်မှတ်ထားပါတယ်ညှဉ်းပန်းနှိပ်စက်မှုတွေဟာနေ့စဉ်ဘဝနဲ့ဘယ်လိုမျိုးဆက်နေလဲတချို့သူတွေကတော်ချာဆိုတာအကျဉ်းထောင်တွေမှာစစ်ဆေးရေးစခန်းတွေမှာပဲဖြစ်တတ်တယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့အာဏာအလွဲသုံးစားမှုရှိတဲ့နေရာတိုင်းမှာညှဉ်းပန်းနှိပ်စက်မှုကဖြစ်နိုင်ပါတယ်ဥပမာဖမ်းဆီးထိန်းသိမ်းရေးစခန်းစစ်ပွဲအခြေအနေလူနည်းစုအပေါ်ဖိနှိပ်မှု gender based violence conflict related sexual violence အစရှိတဲ့အခြေအနေတွေဟာညှဉ်းပန်းနှိပ်စက်မှုတော်ချာနဲ့ဆက်ဆက်နိုင်ပါတယ်ဒါကြောင့်ညှဉ်းပန်းနှိပ်စက်မှုတော်ချာကို
စန့်ကျင်တယ်လက်မခံဘူးဆိုတာဥပဒေကိုလိုက်နာတာမလိုက်နာတာဆိုတဲ့အကြောင်းသက်သက်ပဲမဟုတ်ပါဘူးလူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်လည်းဖြစ်ပါတယ်လူခွေလို့ပြောလိုက်ရင်လူတိုင်းမှာဘယ်သူမှဖြတ်စည်းလို့မရတဲ့လူသားဂုဏ်သိက္ခာဆိုတာပါလာပြီးသားဖြစ်ပါတယ်ဒါကြောင့်ဘယ်သူပဲဖြစ်ဖြစ်ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်နှိပ်စက်ညှဉ်းပန်းမှုကနေကင်းလွတ်ခွင့်ရှိရပါမယ်ညှဉ်းပန်းနှိပ်စက်မှုကနေကင်းလွတ်ခွင့် Freedom from Torture ဆိုတာစိတ်ပိုင်းရုပ်ပိုင်းနာကျင်မှုကနေကင်းလွတ်အောင်ကာကွယ်ပေးခြင်းသက်သက်မဟုတ်ပဲလူသားတစ်ယောက်အနေနဲ့ဂုဏ်သိက္ခာရှိအသက်ရှင်သန်ခွင့်ကိုကာကွယ်ပေးထားတဲ့အခြေခံလူ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ် Human dignity is non-negotiable နှိပ်စက်ညှဉ်းပန်းမှုကိုစန့်ကျင်ခြင်းဟာလူသားဂုဏ်သိက္ခာကိုကာကွယ်ခြင်းဖြစ်ပါတယ်အခုလိုပဲလူ့ခွင့်ရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုနောက်ထပ်အပိုင်းတွေမှာလည်းဆက်ပြီးတော့မျှဝေပေးသွားပါဦးမယ်ကျေးဇူးတင်ပါတယ်